ကဘာပေါ်မှာအကျော်ကြားဆုံးအိမ်တစ်လုံးဆိုရင်ဘယ်အိမ်ကိုပြေးမြင်ကြမလဲဟုတ်ပါတယ်အိမ်ဖြူတော်ပဲပေါ့ဒါမဲ့လေကျွန်တော်တို့မြင်နေရတဲ့အဲ့ဒီနာမည်ကြီးမျက်နှာစာရဲ့နောက်ွယ်မှာတော်တော်များများမသိကြတဲ့ဇာတ်လမ်းတစ်ပုဒ်ရှိနေတယ်ဆိုတာကိုသိပါသလားအိမ်တစ်လုံးမဟုတ်ရေခဲတောင်ကြီးတဲ့ကောက်စက်ရာခိုင်နှုန်းကမြေကြီးအောက်မှာတဲ့အန်အော့စရာပဲနော်အဲ့ဒီစကားကဘာလို့ဆိုလို့ရလဲဒီစကားရဲ့နောက်ခွေကအတိတ်ဘက်ကိုနားလေဟုအိမ်ဖြူတော်ရဲ့အတိတ်သမိုင်းလေးကိုကျွန်တော်တို့အတူတူခရီးနှင်ကြည့်ကြရအောင်ကဲသူ့ရဲ့အန်အောစရာကောင်းတဲ့ဇလန်းကိုဘဝငါးခုဆိုပြီးခေါင်းစဉ်ခွဲပြီးပြောပြသွားပါမယ်တဲအိမ်တွေကြကအေယာမှာအဆောင်ဖြစ်လာပုံနဲ့စပြီးပြားပုံတွေကနေပြန်မွေးွားလာတာနောက်ပြီးတော့ခစ်စစ်ရေခဲတောင်ကြီးဖြစ်လာတဲ့အထီးပေါ့ကဲပထမဆုံးဘဝအကြောင်းကိုစလိုက်ကြအောင်ဒီနေ့ခေတ်လိုစံညံတရားတွေဘာမှမရှိတဲ့အချိန်ရွှေနန်တော်ကြီးတစ်ခုရဲ့လယ်မှာလူလက်တွေနဲ့ပဲချွေးနဲ့သွင်းနဲ့ရင်းပြီးတမလဆိုင်ကြီးတစ်ခုကိုဘလို့ချမ်းချမ်းနဲ့တိစောက်ခဲ့ရတယ်လဲဆလာကနေစကြည့်ကြမယ်ဒီလုပ်ငန်းစဉ်ကတကယ်ကိုနီးကွေးပြီးတော့အင်မတန်ခက်ခဲခဲ့ပါတယ်စဉ်းစားကြည့်လေ1990နေမှာရှူဖတ်စွာအုံမချခဲ့တယ်1995ရောက်မှာပဲအမေရိကရဲ့အကြီးဆုံးကြောက်သားအဆောက်အအုံကပုံပေါ်လာတယ်အဲ့ဒီကနေမှ1800ပြည့်နှစ်ကျမှသမရဂျွန်နယ်ဒန်စ်ကမပြီးသေးတဲ့အင်ကြီးတွေကိုအတင်းဝင်နေခဲ့ရတာဆိုတော့အုံမြင့်ချတာကနေပထမဆုံးလူနေတဲ့အထိ12နှစ်ပါလာကြာသွားခဲ့တယ်အိမ်ဖြူတော်ကိုတိဆောက်ခဲ့တဲ့မျိုးမှန်ချက်ကတော့တကယ်ကိုခန္ဓာကြီးကျယ်တာပေါ့နော်သမဏတရအတွက်တကယ်ကိုထိုက်တန်တဲ့လေကားကြီးတွေရန်သူပုံစရာနေရာမရှိတဲ့ဘဲဥပုံအခန်းတွေနဲ့နိုင်ငံတစ်ကိုအမိန့်ပေးမဲ့နန်းတော်ကြီးပေါ့ဒါပေမဲ့လက်တွေ့ဘဝကတော့လားအခန်း36ခန်းမှာ6ခန်းပဲနေလို့ရသေးတယ်ရေကိုပုံနဲ့တစ်ခေါက်ချင်းတည်ရတယ်သမဏကတော့အဘီဂယ်အဲဒမ်ဆိုခန်းနာလာတဲ့အရှိခန်းမှာအဝတ်တီတောင်လမ်းခဲ့ရတယ်တကယ်ကိုကောင်းကင်နဲ့မြေကြီးလိုကွာတာပဲအင်ကြီးကအဖင်ပါမှာခံရပါမယ်သူ့ရဲ့အတွင်းထဲမှာအချင်းကဲဘုံတလုံးရှိနေခဲ့တယ်ဘာလဲဆိုတော့သူ့ရဲ့အတွင်းပိုင်းဖွဲ့စည်းပုံတစ်ခုလုံးကိုတစ်သားတွေနေမဲ့ဆောက်ထားတာဟုတ်ပါတယ်လာတော့လာတာပေါ့ဒါပေမဲ့မိလောင်လွယ်လွန်းတဲ့အတွက်ဒီအိမ်ကြီးကိုဆောက်ပြီးတဲ့ပထမဆုံးနေ့ကတည်းကအင်မတန်အန်တီယမ်များတဲ့အခြေအနေမှာရှိနေစေခဲ့တယ်အဲ့ဒီဒီဇိုင်းကပဲနောက်လာမယ့်ကြက်မဆိုးအတွက်လန်ခင်းပေးလိုက်တယ်လို့ဖြစ်သွားခဲ့တယ်အဲ့ဒီတော့အဲ့ဒီချိန်ကပုံကနောက်ဆုံးမှတော့ပေါက်ကွဲခဲ့ပါတယ်အိမ်ဖြူတော်ရဲ့ပထမဆုံးတေဆုံးခြင်းနဲ့ပြားပုံတွေကလေးပြန်လည်မွေးဖွားလာတဲ့ဒုတိယဘဝအကြောင်းကိုဆက်ကြည့်အောင်1814ခုနှစ်ဩဂလာက24နာရီအတွင်းမှာအရာလုံးပြောင်းပြန်ဖြစ်သွားခဲ့တယ်။ညနေပိုင်းမှာ beauty စစ်တပ်တွေရောက်လာပြီးသမရာ medicine ထားခဲ့တဲ့ညစာကိုအေးအေးဆေးဆေးစားတော့ကြတယ်။ပြီးတော့မိနစ်ပိုင်းအတွင်းမှာပဲအင်းကိုမီးရှို့ပစ်လိုက်တယ်။အထက်ကတက်သားကြော်ရိုးတွေကမီးဖို့ကြီးတစ်ခုလိုပဲတောင်းလောင်နေတာပေါ့။အပူချင်းဘလောက်ပြင်းလဲဆိုအပြင်ကကြောင်နံရံနေတောင်အကွဲကုန်တယ်။ဒါပေမဲ့ကန်ကောင်းတယ်ပဲပြောမလားညဘက်မှာမွန်တိုင်းဝင်လာလို့မီးလောင်ပြီးကြံနေတဲ့အခွန်ကြီးတစ်ခုလုံးပြိုမကျတာပဲကြံခဲ့တာပါအဲ့ဒီမီးလောင်မှုကြီးကနေပဲကျွန်တော်တို့အခုထီးကြတဲ့အိမ်ဖြူတော်ဆိုတဲ့နာမည်ပေါ်ဖွာလာခဲ့တာပါဘာလို့လဲဆိုတော့မီးလောင်ထားတဲ့အမာရွတ်တွေမီးခိုးဆွဲနေတဲ့အမဲခွက်တွေကိုဖုံးသွားအောင်ထုံးဖြူရောင်ဆဲကိုထူးထူးတုတ်လိုက်ရတယ်အဲ့ဒီကနေစသည် The White House အိမ်ဖြူတော်လို့လူသိများသွားတော့တာပါပဲကဲတတိယဘဝကိုရောက်လာပါပြီဒီဘဝကတော့အင်အိုဂျီတလုံးကခစ်သစ်နီးပညာတွေနဲ့လိုက်မီအောင်ရုန်းကန်နေရတဲ့ကိုတဲစစ်ပွဲလိုပါပဲတဖြည်းဖြည်းနဲ့ဆွေးမြေ့ယူရင်းလာတဲ့ကာလတစ်ခုပေါ့အင်အိုဂျီကဖြည်းဖြည်းနဲ့အကြောင်းထင်လာပါပြီဥပမာတန်းငွေမီးတဲ့တက်လိုက်တော့အိမ်ထဲမှာခိုးငွေတွေနဲ့ပြည့်နေရော1890မှာလက်စစ်မီးတွဲလိုက်ပြန်တော့တမတဟယ်ရီဆန်ကိုတိုင်ကမီးခလုတ်ကိုတက်လိုက်မှကြောက်လို့မထီးရဘူးတဲ့ပြီးတော့ပိုးကထတ်တိုးလိုက်တဲ့ PC ရဲ့လေချင်းကိုအဆောက်အုံကမနိုင်တော့ဘူးနောက်ဆုံး1929ရောက်တော့နှစ်ပေါင်း110တန်းရှိပြီဖြစ်တဲ့အမိုးကတကယ်ကိုဆွေးမြေ့နေပါပြီအဲ့ဒီတော့မဖြစ်တော့ဘူးဆိုပြီး1929မှာဆွေးနေတဲ့တစ်သားအမိုးကိုဖျက်ချပြီးခေမီတမနီထုတ်တန်းအနေနဲ့အစာထုတ်လိုက်တယ်ဒါကပထမဆုံးတမနီကြောယူပေါ့ဒါပဲဒါကအစပဲရှိသေးတယ်အင်ကြီးတစ်ခုလုံးပြိုရတော့မှအခြေအနေကမကြခင်ရောက်လာတော့မှာပါအခုရောက်လာတာကတော့အိမ်ဖြူတော်ရဲ့တမိုင်းမှာအပြင်းထန်ဆုံးအကြီးမားဆုံးပြုပြင်ပြောင်းလဲမှုကြီးပါပဲအမေရိကန်တမိုင်းမှာအကြီးကျယ်ဆုံးပြန်လည်မွေးဖွားခြင်းလို့တောင်ပြောလို့ရတယ်ဘာလို့လဲဆိုတော့အင်ကြီးကပြိုကျတော့မှမို့လို့ပါအခြေအနေကဘလောက်ဆိုးလဲဆိုရင်အင်ဂျင်နီယာတွေကတရားဝင်ကြေညာလိုက်ရတဲ့အထိပါပဲအိမ်ဖြူတော်ကနေလို့မရတော့ဘူးတမရအတွက်လုံးဝမလုံခြုံတော့ဘူးတဲ့ဒီကိစ္စကိုဘယ်လိုစသိလဲဆိုတော့တမရရဲ့သမီးစနေယာတီးနေတော့စနေယာခြေတော့တစ်ချောင်းကဂျန်ကန်ကိုဖောက်ပြီးကြာတွားရာကနေစတာပါဒီပြဿနာကိုဖြေရှင်းဖို့သူတို့ရွေးချယ်လိုက်တဲ့နီလန်ကတော့တကယ်ကိုအံ့အားသင့်စရာပါအဖြူကဘာလဲသလားအသွေးပိုင်းအကုန်လုံးကိုဖြိုချပစ်လိုက်တာအရင်က Red Room လို့သမိုင်းဝဲအခန်းကြီးရှိခဲ့တဲ့နေရာမှာဘူရိုစာတရှိဝင်ပြီးအလုပ်လုပ်နေတဲ့ပုံကိုမြင်ရောက်ကြည့်လိုက်ပါအောင်ဒါကအိမ်ထဲမှာအိမ်တလုံးပြန်ဆောက်တာနဲ့တူတယ်လုပ်ငန်းစဉ်ကဒီလိုပါအဆင့်1သမိုင်းဝင်ပြင်ပကြောက်နေရတဲ့ကိုမထိပဲခြံထားတယ်အဆင့်2
အတွင်းပိုင်းတစ်ခုလုံးနှစ်ပေါင်း150တက်တန်ရှိတဲ့အရာအလုံးကိုဖြိုချပြီးတူးထုတ်ပြလိုက်တယ်ပြီးတော့အဆင့်3အောက်ခန်းကြောက်ထားတီအုံညတစ်တီပြန်ချတယ်နောက်ဆုံးစင်ကတော့အဲ့ဒီအခွန်ဟောင်းကြီးထဲမှာခိမီအားဖြည့်ကွန်ကရစ်နဲ့တမနိဘန်ကာကြီးတစ်ခုကိုအသစ်ဆက်ဆက်ပြန်တီးဆောက်တာပါပဲ ကဲအခုဆိုရင်နောက်ဆုံးအခန်းဖြစ်တဲ့မြေမောက်ခေရေခဲတောင်စီကိုရောက်လာပါပြီဟိုးအစကမိတ်ဆက်ခဲ့တဲ့ရုပ်ဝှက်ချက်ကိုဖော်ထုတ်မဲ့အခြေမှာပဲ ဒီစကားကိုမမှီကြသေးလားဒါအိမ်တစ်လုံးတက်တယ်မဟုတ်ပါဘူးရေခဲတောင်ကြီးတစ်ခုလိုပါပဲ90ရာခိုင်နှုန်းကမြေကြီးအောက်မှာရှိနေတာပါဆိုတာလေအခုကျွန်တော်တို့အဲ့ဒီရေအောက်မှာမြူနေတဲ့90ရာခိုင်နှုန်းကိုကြည့်ကြရအောင် အပေါ်ပိုင်းရေပေါ်မှာပေါ်နေတဲ့ထိပ်ဖျားလေးကတော့ကျွန်တော်တို့အားလုံးမြင်ဖူးကြတဲ့သတင်းစာရှင်းလင်းပွဲခါမှာအရှိဆောင်အဲ့ခါမှာနင်းစီဦးရင်တို့ပေါ့ဒါပေမဲ့အဲ့ဒီအောက်ရေခဲတောင်ရဲ့အောက်ခြေမှာဘာတွေရှိလဲသတင်းစာရှင်းလင်းပွဲခါမှာတဲ့တက်အောက်မှာတမရရဲ့အရေးပေါ်စစ်စင်ရေးစင်တာ PEO ဆေးရှိတယ်အရှိဆောင်ရဲ့အောက်မှာကမ္ဘာအရေးတွေကိုကွက်ကဲနေတဲ့ situation room ရှိတယ်နင်းစီဦးရဲ့အောက်မှာတော့လျှော့ဝက်ဦးမင်းလိုင်ခေါင်းတွေနဲ့ဘန်ကာတွေရှိနေတာပါ ဆိုတော့အခုခေတ်အိမ်ဖြူတော်တချောင်းလေးနဲ့ပြောရင်ဒီလိုပါပဲအပြင်ပုံစံက1800ပြည့်နှစ်တွေကအတိုင်းရှေ့ကျော်တယ်အတွင်ပိုင်းအပြင်စင်ခန်းစားမှုက1950ပြည့်နှစ်တွေကအတိုင်းပဲဒါပေမဲ့သူ့ရဲ့တိဆောက်ပုံနဲ့ဤပညာကတော့2030ခုနှစ်အတွက်အဆင့်တင်ဖြစ်နေတဲ့ခန်းတက်ကြီးတစ်ခုပါပဲ ဒီတော့ငါဒီနံပါတ်ကဘာကိုကိုးစားပြုလဲဒါကတော့ဒီအင်ကြီးသိဆုံးပြီးပြန်လဲမွေးဖွားခဲ့ရတဲ့အကျင့်တွေထားပါပဲဘဝ9ခုပေါ့ နေပေါင်း130ကျော်အတွင်းမီးလောင်မှုဆွေးမြေယူရဲမှုတွေအကြီးအကျယ်ပြန်လည်တည်ဆောက်မှုတွေကိုကြမ်းကြမ်းခံခဲ့ပြီးနောက်မှာစစ်စားစရာမျိုးကုန်းတစ်ခုကြံခဲ့ပါတယ်အိမ်ဖြူတော်ရဲ့ဆက်ထမမြောက်ဘွားကတော့ဘယ်လိုပုံစံဖြစ်လာမလဲ